Hello အားလုံးပဲမင်္ဂလာပါရှင်ထိုင်းရှာရဲမာယာနေကြိုဆိုလိုက်ပါတယ်ဟင်းချရာမှာသုံးတဲ့ပစ္စည်းတွေကိုအတန်ထွက်နဲ့ပြောပြမှာဖြစ်ပါတယ်ผงขมิ้นผงขมิ้นก็จะတော့สนွေးမုတ်เกลือซากระทิองโนน้ำปลาငံပြာရည်စီอิ๊วแป้งငံပြာရည်น้ำตาลตะจาผงโชรสโชโมกน้ำส้มสายชูชาลากาเยน้ำส้มสายชูชาลากาเยพริกไทยงาယောက်ကောင်ဟုတ်ကဲ့ဗီဒီယိုလေးကြိုက်လို့ရှိရင် like and share comment လေးလုပ်ပေးပါအောင်ရှင်နောက်ထပ်ပါတိချင်တာလေးရှိလို့ရှိရင် comment မှာမေးလာခဲလို့ရတယ်เนาะအတန်ထွက်နဲ့ပြန်ပြောပေးမှာပါရှင်